Hello တာလီစွာပါကျွန်တော်ဒီနေ့သင်မဲ့ဟာတော့ Microsoft Word 2013ရဲ့ Insert တက်ထဲမှာရှိတယ် Header Footer Page Number Text Box Word Art Drop Cap Day and Time ဆိုတဲ့ဟာလေးကိုကျွန်တော်သင်မှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ Microsoft Word ကိုစပြီးတော့ဖွင့်လိုက်ပါမယ်ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီက stack ကတွားရင်လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့နေပြီးတော့ keyboard ပေါ်က window key ရဲ့ R ရဲ့ကိုနှိပ်မယ်ပြီးလို့ရှိရင် win ဝါဆိုပြီးတော့နှိပ်လိုက်ပါမယ်เนาะကျွန်တော်ကတော့ဒီ run bound နဲ့ပဲသွားမယ်เนาะကျွန်တော်တို့ shortcut နဲ့ပဲသွားလိုက်မယ်ပြီးလို့ရှိရင် enter ပါเนาะ okay ပွင့်လာပြီဆိုလို့ရှိရင်တောင်းကန်တိုင်းကျွန်တော်တို့ blank document ဆိုတဲ့အားလေးကိုယူလိုက်ပါမယ်အဲဒီတော့ကျွန်တော်တို့ Microsoft Word ရဲ့ insert တက်ထဲကိုသွားမယ်เนาะသွားမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ရှေ့က Devel တို့ Picture တို့ online Picture တို့ဒီရှေ့ဟာတွေကတော့ကျွန်တော်တို့သင်ပြီးပြီเนาะဒီဟာတွေသင်ပြီးပြီကျွန်တော်ဒီနေ့သွားမယ့်ဟာကတော့ကျွန်တော်တို့ဒီမှာ header ရဲ့ footer ရဲ့ page number ရဲ့ text box ရဲ့เนาะဒီမှာ Word R ရဲ့ပြီးလို့ရှိရင် day and time ဆိုတဲ့ဟာလေးကိုသုံးရတဲ့ဟာလေးတွေကိုကျွန်တော်သွားမှာဖြစ်ပါတယ်ဗျာเนาะအဲဒီတော့ကျွန်တော်တို့ဒီမှာစာပိုက်လေးယူလိုက်ပါမယ်เนาะအဲဒါ RND Okay စာပိုက်လေးယူလိုက်ပြီเนาะကျွန်တော်တို့ယူလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးဒီ header ကိုသွားမယ်ပေါ့เนาะ header သွားမယ်ဆိုတော့ကျွန်တော်တို့ header လေးကိုကျွန်တော်နှိပ်မယ်ဒီမြားလေးကိုပေါ့เนาะအောက်ကိုစိုက်နေတဲ့မြားလေးကိုနှိပ်မယ်ဆိုတော့ဒီမှာသူပေးထားတဲ့ header ပုံစံလေးတွေကတော့အမျိုးမျိုးရှိတယ်ဗျာဒီမှာเนาะကိုကြိုက်တဲ့ဟာလေးကိုကျွန်တော်ယူသုံးလိုက်ရုံပဲပေါ့เนาะ header ဆိုတာကနေပြီးတော့ကျွန်တော်တို့ခေါင်းစဉ်ပေါ့ခေါင်းစဉ်ကိုနေပြီးတော့သူကဒီဟာမှာတစ်ခုခေါင်းစဉ်တစ်ခုကိုဒီဟာဒီ format ထဲကခေါင်းစဉ်တစ်ခုကိုဒီစာရွက်ပေါ်မှာကျွန်တော်တို့ယူသုံးလိုက်တယ်ဆိုတာနဲ့နောက်လာမဲ့စာရွက်တိုင်းမှာဒီခေါင်းစဉ်ကနေပြီးတခါတည်း automatic အလိုလျောက်ပေါ်နေပြီးသားဖြစ်ပါမယ်เนาะအဲ့တော့ကျွန်တော်ကဒီဟာမှာဒီပုံစံလေးမှာဒီဟာလေးကိုကျွန်တော်ယူလိုက်မယ်ပေါ့เนาะဒီကောင်လေးကိုကျွန်တော်ယူပြီးတော့တောင်းလိုက်မယ် okay ပြီးလို့ရှင် type ဆိုတဲ့အထက်မှာကျွန်တော်ဥပမာ hello ဆိုပြီးတော့ရှိုက်လိုက်မယ်เนาะ okay ပြီးလို့ရှင်ဒီမှာဒီလွတ်နေတဲ့နေရာလေးမှာเนาะဒီအောက်မှာစာပိုက်နာလေးမှာ double click နှိပ်လိုက်မယ် okay အဲ့ဒါဆိုရင်ဒီမှာเนาะဒါလေးရ header လေးပေါ့เนาะဒီပုံစံလေးပေါ့เนาะအဲ့တော့အဲ့ဒီ header လေးပုံစံကနေပြီးတော့ကျွန်တော်တို့ဒါ page number 1ပေါ့เนาะဒီကောင်လေးကကျွန်တော်တို့ enter ခောက်ချမယ်ဒါဆိုရင် page number 2ကိုရောက်သွားပြီဒီမှာเนาะတွေ့လား header เนาะ hello ဆိုပြီးတော့ page number 3ကိုရောက် enter ခောက်လိုက် keyboard ပေါ်ကဒီမှာတွေ့လားเนาะဒါကနေပြီးတော့ page time မှာကိုယ်တွေသွားမဲ့ page time မှာ next page time မှာနေပြီးတော့ဒီ header ကနေပြီးတော့အမြဲပေါ်နေမှာဖြစ်တယ်ဗျာเนาะအဲဒါကြောင့်နေပြီးတော့ကျွန်တော်တို့ header ကိုနေပြီးတော့ကျွန်တော်တို့ထားခြင်းဖြစ်တယ်ပေါ့เนาะကျွန်တော်တို့ဒီမှာကြိုက်တဲ့ပုံစံလေးတွေကိုကျွန်တော်တို့ထားလို့ရပါတယ်เนาะအဲ့လိုမှမဟုတ်ဘူးကိုယ်စိတ်ကြိုက်ပုံစံလေးဖန်တီးပြီးတော့ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမှာ edit header ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာနှိပ်လို့ရတယ်ပေါ့เนาะအခုကျွန်တော် hello ဆိုတဲ့ header လေးကိုထားလိုက်တယ် edit ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြင်မယ်ဆိုပြီးတော့ဒီဟာedit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ပေါ့ဗျာ edit header ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ပေါ့နှိပ်လိုက်တယ်ဆိုတဲ့အခါကျတော့ဥမာဒီမှာ header ကိုနေပြီးတော့ကျွန်တော်တို့ပြင်ပြီးတော့လည်းကျွန်တော်တို့ရေးလို့ရတယ်ပေါ့နော်ဥမာ home เนาะအဲ့လိုမျိုး hello ဆိုတဲ့နေရာမှာ home အဲ့လိုပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ် this computer ပေါ့နော်အဲ့လိုဆိုပြီးတော့မှကျွန်တော်တို့ဒါရွေးလို့ရတယ်ပေါ့ဒီဟာလေးကိုကျွန်တော်တို့အလဲပို့မယ်ဆိုရင်ကျွန်တော်တို့ဒါကတော့ share သင်ခန်းစာတွေပါပြီးသားပါနော်select လုပ်မယ် home ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအလဲကိုပို့လိုက်မယ်ပေါ့ဗျာเนาะကြီးမယ်ဆိုလို့ရှိရင်ဒီကောင်လေးနဲ့ကြီးလိုက်မယ်ပေါ့เนาะ okay ဒါဟဲ့ဒါသတ်မှတ်ခြင်းပေါ့เนาะဒီပထမ number page 1မှာနေပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုသတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်เนาะနောက် page မှာလည်းကြည့်ပါเนาะဒီကောင်လေးကအကုန်လုံးပြောင်းသွားတယ်ဗျာเนาะ header တွေကเนาะအဲ့တော့ပြောချင်တာကနေပြီးတော့ကျွန်တော်တို့က header တစ်ခုเนาะအဲ့ဒါတခုကိုဖန်တီးလိုက်ပြီဆိုလို့ရှိရင်နောက်ဘယ် page number ပဲဖြစ်ဖြစ်ကျွန်တော်တို့သွားတိုင်းမှာနေပြီးတော့ကျွန်တော်တို့ဒီ header လေးရရှိနေမှာဖြစ်ပါတယ်เนาะ okay ရမယ်ထင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ footer ပေါ့เนาะ footer ဆိုတဲ့ဟာလေးကိုအောက်ကိုမျှဆိုင်နေတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်မယ်နှိပ်လိုက်တဲ့အခါကျရင်ဒီမှာခဏ header လိုပဲပေါ့เนาะသူကလည်းဒီမှာဟိုပေးထားတဲ့ပုံစံလေးတွေရှိတယ်ပေါ့ဗျာရှိတယ်ဆိုတဲ့အခါကျတော့ဒီပုံစံလေးတွေကကိုကြိုက်တဲ့ဟာလေးကိုယူသုံးလို့ရတယ်ပေါ့เนาะဥပမာဒီမှာဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်ယူသုံးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင် footer ဆိုတဲ့အတွက်ဒီအောက်မှာပေါ့ဒီဟာလေးကနေပြီးတော့နော်အဲ့တော့ဒီမှာဥပမာ hello ဆိုပြီးပေးလိုက်မယ်ဒီမှာနော်ဒါတော့ home ဆိုပြီးပေးလိုက်မယ်ဒါတော့စသဖြင့်ပြောဗျာကျွန်တော်ပေးလိုက်ပြီးလို့ရှိရင်ဒီမှာဒီစာရိုက်တဲ့နေရာလေးမှာပေါ့နော်ဒီ body
test နေရာလေးမှာ double click နှိပ်လိုက်မယ်เนาะအဲ့ဒါဆိုလို့ရှိရင် now page တွေကိုလည်းသွားကြည့်ပါဗျာเนาะ now page တွေမှာလည်း footer ရောက်နေပြီเนาะ okay ဒီမှာ footer ရှိနေပြီเนาะ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ insert တက်ထည့်ပြန်သွားမယ်ပြီးလို့ရှိရင်ဒီမှာ footer လေးကိုပြန်နှိပ်မယ်ခဏကျွန်တော်တို့ footer မှာရေးထားတဲ့ဟာလေးတွေကိုဒီကောင်ယူလိုက်တယ်ပေါ့နော်ဒီ blank 3 column လေးဆိုတဲ့ဟာကိုယူလိုက်တယ်အဲ့ဒါကိုပြန်ပြင်မယ်ဆိုရင်လည်းဒီမှာ edit footer ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရုံပဲဗျာနော်ပြီးလို့ရှိရင်ဒီမှာပြင်လို့ရပါတယ်ကျွန်တော်တို့နော်အဲ့လိုဒီကောင်လေးပြင်မယ်ဆိုလို့ရှိရင်လည်းဥပမာဟောpage body စသဖြင့်ပေါ့ဗျာပြီးလို့ရှိရင်ဒီမှာလွတ်နေတဲ့နေရာလေးမှာ double click နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင် now page ဒီမှာလည်းတွားကြည့်လိုက်ပါဗျာနော်တွားကြည့်ရင်ပြောင်းနေတာတွေ့ရပါလိမ့်မယ်နော်အဲဒီတော့ပြောချင်တာ header နဲ့ footer ဆိုတဲ့သဘောတရားကနေပြီးတော့ဥပမာကိုတွေကကောင်းစင်မဲ့ပေးအောက်က footer ပဲပေးပေါ့နော်အဲ့ဒါကနေပြီးတော့နောက်လာမဲ့ page တိုင်းမှာနေပြီးတော့အဲ့ဒါလေးကပေါ်နေမှာဖြစ်ပါတယ်ဗျာနော်အလုံးမရှုပ်တော့ဘူးပေါ့ဗျာပြောချင်တာကနေပြီးအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ page number ပေါ့နော် page number ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ကြည့်မယ်ဗျာနော်မြားလေးကိုနှိပ်ကြည့်မယ်ဆိုတဲ့အခါကျရင်ဒီမှာ page number ကိုကျွန်တော်တို့ဘယ်လိုပုံစံထားခြင်းလဲပေါ့ဗျာဥပမာ top of page ဆိုတဲ့အခါကျရင်ဒါအပေါ်မှာထားမလားပေါ့နော်အပေါ်ဆိုတဲ့နေရာမှာနေပြီးတော့ကျွန်တော်တို့ဒီဘက်ဘယ်ဖက်ရဲ့ဒီဘက်အစွန်မှာထားမလားနော်ဒါမှမဟုတ်အလယ်မှာထားမလားဒါမှမဟုတ်ညာဖက်မှာထားမလားအဲ့လိုပေါ့နော်ပုံစံလေးတွေကိုရွေးလို့ရတယ်ဗျာနော်အဲ့လိုမျိုးအဲ့လိုဆိုတဲ့အခါကျတော့ဒီမှာကတော့ဒီမှာအဲ့ဒါတစ်ခုပေါ့ဗျာပြီးလို့ရှိရင်ဒီမှာ bottom of page ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါအောက်ဖက်မှာကျတော့ဒီဘယ်ဖက်မှာထားမလားအလယ်မှာထားမလားဒါမှမဟုတ်ညာဖက်မှာထားမလားအဲ့လိုပေါ့နော်ဒီမှာလည်းရွေးလို့ရတယ်ပေါ့နော် page number တက်တဲ့အခါကျလို့ရှိရင်ဘာလဲဆိုကျွန်တော်တို့တချို့စာအုပ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ page number ကိုထားတဲ့ဟာကနေပြီးတော့ကျွန်တော်တို့အပေါ်မှာထားတဲ့ဟာလည်းရှိတယ်အောက်မှာထားတဲ့ဟာလည်းရှိတယ်နော်အဲ့လိုမျိုးဒါမြင်မှုရမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာနေပြီးတော့ကျွန်တော်ဒီ top of page ဆိုတဲ့ဟာမှာအပေါ်မှာထားတဲ့ဟာလေးကိုကျွန်တော်ပထမဆုံးစမ်းပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကြိုက်တဲ့ပုံစံလေးယူသုံးလို့ရတယ်နော်ကျွန်တော်ကဒီမှာ plain number 3ဆိုတာဒီမှာ right မှာပေါ့နော်ညာဖက်မှာထားတဲ့ဟာလေးကိုကျွန်တော်ဒီဟာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဆိုသူ့လိုဒီမှာ number 1ဆိုတဲ့ဟာပေါ်လာပြီတလားအဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့လွတ်တဲ့နေရာလေးမှာခဏလိုပဲ double click နှိပ်လိုက်မယ်အဲ့ဆိုဒီမှာ page number 1ပေါ့နော်အဲ့ဒါအောက်ကိုသွားကြည့်လိုက် page number 2နော် page number 3နော်သူ့လိုအဲ့ဒါ3 4 5 6အဲ့လိုပေါ့ဗျာ page number တိုးလာတာနဲ့မြတ်သူ့လိုအဲ့ဒါ automatic ကိုတိုးသွားမှာဗျာအဲ့လိုမျိုးနော်အလုပ်ရှုပ်တက်တာတယ်ပေါ့ဗျာပြောချင်တာနော်အဲ့လိုမျိုးအဲ့ဒါနေပြီးတော့ page number သတ်မှတ်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာခဏတော့ကျွန်တော်ကနေပြီးတော့ဒါအပေါ်မှာသတ်မှတ်လိုက်တဲ့ဟာပေါ့နော်အခုဒီမှာအောက်ဖက်မှာသတ်မှတ်မယ်ပေါ့နော် bottom of page ဆိုတဲ့ဟာအောက်ဖက်မှာသတ်မှတ်မယ်အောက်ဖက်မှာကျွန်တော်ကဒီမှာအလဲလေးမှာသတ်မှတ်လိုက်မယ်ဗျာနော်အလဲလေးမှာသတ်မှတ်လိုက်မယ်ဆိုရင်ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာအလဲမှာနော်သတ်မှတ်လိုက်ပြီးရင်ဒီမှာလွတ်တဲ့နေရာလေးမှာ double click နှိပ်ပါမယ်ဒီမှာနော်အလဲမှာနောက် page တွေကိုလည်းသွားကြည့်ပါဒီမှာအလဲမှာဗျနော်ဒီကောင်အလဲမှာနော်ဒါကြတော့ကျွန်တော်ကဒီနှစ်ခုလုံးကိုသတ်မှတ်ပြတာဖြစ်တယ်ပေါ့နော်ဒီကောင်ကအပေါ်မှာနေပြီးညာဘက်မှာသတ်မှတ်ပြတာဒီကောင်ကအောက်ဘက်မှာနေပြီးတော့ကျွန်တော်တို့အလဲမှာသတ်မှတ်ပြတာပေါ့ကျွန်တော်တို့က page number တက်တဲ့အခါကျရင်တော့ဒီလိုနှစ်ခုတော့မတက်ဘူးပေါ့ဗျာပြောချင်တာနေပြီနော်တစ်ခုပဲသတ်မှတ်တာပေါ့နော်ဒီလိုဒီမှာတော့တခါတည်းမြင်သာအောင်နေပြီးကျွန်တော်ပြလိုက်ခြင်းဖြစ်ပါတယ်ဒါကတော့ page number သတ်မှတ်တာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကကျွန်တော်တို့ဒီ text box ပေါ့နော်test box သုံးတဲ့ဟာပေါ့ဥပမာကျွန်တော်တို့အခုကတော့ဒီမှာစာပိုင်းရှိတယ်ပေါ့နော်စာပိုင်းရိုက်ထားတယ်ပေါ့ရိုက်ထားတယ်ဆိုတဲ့အခါကျတော့ဒီမှာပုံလေးတွေရှိတယ်ဗျာနော်ဒီကောင်ကကြတော့ဒီမှာစာပိုင်းရိုက်ထားတဲ့အလယ်မှာနေပြီးဒီလို test box လေးပေါ်လာမယ်ဒီမှာကြတော့ဒီလိုပုံစံလေးပေါ်လာမယ်ဒီကောင်ကညာဘက်မှာအဲ့လိုပုံစံလေးပေါ်လာမယ်ဒီကောင်ကကြတော့ညာဘက်ကနေပြီးတော့ဒီလိုအယောင်လေးနဲ့အဲ့လိုပုံစံလေးပေါ်လာမယ်နော်အဲ့လိုဒီမှာပြထားတဲ့ပုံမှာပြထားတဲ့အတိုင်းပုံစံလေးတွေပေါ်လာမယ်ပေါ့ဗျာပြောချင်တာနေပြီနော်အဲ့တော့ကျွန်တော်ဒီထဲကနေပြီးတော့ဒီဟာလေးတစ်ခုယူသုံးကြည့်မယ်နော်နှိပ်ကြည့်မယ်နော်โอเคဒီမှာပေါ်လာပြီเนาะအဲ့လိုမျိုးစာပိုက်ရဲ့အလယ်မှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုနေပြီးတော့ကျွန်တော်တို့ဒီစာပိုက်လေးကိုနေပြီးတော့ကျွန်တော်တို့စာရိုက်လို့ရတယ်ပေါ့ဗျာကိုလိုချင်တယ်လို့ပေါ့เนาะအဲ့လိုမျိုးအဲ့လိုပါဆိုပြီးကျွန်တော်ရေးကြည့်လိုက်မယ်เนาะအဲ့လိုမျိုးโอเคအဲ့ဒါလေးဆိုလို့ရှိရင်ဒါကျွန်တော်မရိုက်ကြည့်လိုက်ရတယ်ပေါ့ပြီးလို့ရှိရင်ဒီမှာကိုဒီစာကိုလည်းကျွန်တော်တို့လိုချင်တဲ့အနားလေးမှာကျွန်တော်တို့ဆွဲပြီးတော့ mouse နဲ့ဆွဲပြီးတော့ကျွန်တော်တို့ဖိလို့ရတယ်ပေါ့เนาะဖိပြီးတော့ဆွဲလို့ကြိုက်တဲ့နေရာလေးမှာကျွန်တော်တို့ထားလို့ရတယ်ပေါ့ဒီဟာလေးကနော်โอเคနောက်တစ်ခုက text box မှာဒါခဏကျွန်တော်ယူသုံးထားတာနော်ဒီဟာလေးမှာနောက်တစ်ခုကျွန်တော်သုံးပြမယ်ဒီကောင်လေးပေါ့ color လေးနဲ့ပါတဲ့ဟာပေါ့နော်ဒီကောင်လေးကိုနှိပ်ကြည့်လိုက်မယ်အဲ့ဒါဆိုဒီမှာ
ညာဖက်မှာပေါ့နော်ဒီအရောင်လေးနဲ့ကျွန်တော်တို့ပေါ်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့စာရိုက်လို့ရတယ်ပေါ့နော်ကိုယ်စိတ်ကြိုက်စာတွေရိုက်လို့ရတယ်ပေါ့လို့နော်စာသဖြင့်ပေါ့ဗျာအဲ့လိုရိုက်လို့ရတယ်ပေါ့နော်โอเคအဲ့တော့အဲ့ဒါနေပြီးတော့ဒီ test box ပေါ့နော်ဒါကနေပြီးတော့ तू ဒီမှာပေးထားတဲ့အတိုင်းပေါ့ဗျာအဲ့လိုမျိုး तू သတ်မှတ်ပြီးတော့ပေးထားတဲ့အတိုင်းနေပြီးဒီမှာပေါ်နေတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီမှာကိုလွတ်တဲ့နေရာမှာတိတက်အဲ့လိုဖန်တီးကျင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ test box เนาะနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ draw test box ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုစိတ်ကြိုက်ဆွဲလို့ရအောင်เนาะဒီလိုအရှည်ဆွဲခြင်းလားဒီလိုအညီဆွဲခြင်းလားเนาะကိုကြိုက်တယ်လို့ဆွဲလို့ရပါတယ်เนาะ mouse နဲ့ဖိပြီးတော့ကျွန်တော်ဒီလိုပုံစံလေးဆွဲလိုက်မယ်ဆွဲပြီးတော့เนาะဆွဲပြီးတာနဲ့နေပြီးဒီပုံဒီလိုပုံစံလေးပေါ်လာမယ်သူကเนาะအဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာဒီမှာကျွန်တော်စာရိုက်မယ်ပေါ့ဗျာဥပမာ KTH ပေါ့နော် training center ပေါ့နော်အဲ့လိုဆိုပြီးကျွန်တော်ရိုက်လိုက်မယ်ရိုက်ပြီးတဲ့အခါကျလို့ရှိရင်ဒီမှာဒီပုံစံလေးကိုကျွန်တော်အပေါ်မှာဒီအပြင်မှာနေပြီးတော့ကျွန်တော်ကလေးတစ်ချက်ထောက်လိုက်မယ်နော်အဲ့ဒါဆိုဒီလိုပုံစံလေးဖြစ်နေမယ်သူကနော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကဒီမြင်းလေးပေါ်မှာနော်မြင်းလေးပေါ်မှာကလေးတစ်ချက်ထောက်ဒါပဲကလေးထောက်ပြီးလို့ရှိရင်ဒီလိုပုံစံလေးပေါ်လာမယ်ပေါ်လာတဲ့အခါကျရင်ကျွန်တော်ဒီမှာborder ကိုနေပြီးကြိုက်တယ်လို့ချိန်လို့ရပါတယ်နော်အဲ့လိုမျိုးborder ကိုစိတ်ကြိုက်ကိုချိန်လို့ရတယ်ဒီမှာအရောင်နဲ့ထားခြင်းအရောင်နဲ့အဲ့လိုပေါ့နော်။ဒီကြားလေးကိုကျွန်တော်ထားကြည့်မယ်။ Okay ပြီးတဲ့အခါကျလို့ရှိရင်ဒီ shape face ဆိုတဲ့ဟာမှာကျွန်တော်တို့ဒီမှာ none face ဆို no face ဆိုတဲ့ဟာကိုထားကြည့်မယ်။ပြီးလို့ရှိရင်ဒီမှာ shape outline ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီအပြင်ကမြင်ပေါ့ဗျာ outline ဆိုတာနော်။အဲ့ဒါကိုလည်း no outline ဆိုပြီးတော့ကျွန်တော်တို့ထားကြည့်မယ်ဗျာနော်။အဲ့ဒါဆိုလို့ရှိရင်အပြင်မှာနှိပ်ကြည့်ပါ။အဲ့ဒါဆိုရင်ဒီအပြင်ကနေပြီးတော့မြင်းနေရဒီမှာပျောက်နေရဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒါကဒီတိုင်းကြည့်လိုက်ရင်တော့ပျောက်နေရနော်အမှန်ကသူကနေပြီးဒီက border ဒီ outline နေရရှိတယ်ဗျဒီလားဒီကောင်လေးနှိပ်ကြည့်တွေ့လားပေါ်လာတယ်အဲ့လိုဖြောက်ထားတဲ့ပုံစံပေါ့နော်အဲ့လိုမျိုးအဲ့လိုလေးလည်းလုပ်လို့ရပါတယ်လို့နော် okay အဲ့ဒါနေပြီးတော့ဒီမှာကျွန်တော်တို့ test box လေးပေါ့နော် test box ကိုတုံးတဲ့ဟာလေးကိုကျွန်တော်ပြောပြတာပါနောက်တစ်ခုကကျွန်တော်တို့ဒီမှာ word up ပေါ့နော် word up ဆိုတဲ့ဟာကနေပြီးတော့ကျွန်တော်တို့ဒီစာလုံးတစ်လုံးချင်းဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဟိုစာဘိုက်ပဲဖြစ်ဖြစ်ဥပမာဒီစာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုပုံစံလေးတွေကိုယူသုံးလို့ရတာပြောတာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီမှာစမ်းပြမယ်ဆိုလို့ရှိရင်ဒီ R reading မှာဒီ R ဆိုတဲ့တစ်လုံးလေးပေါ့နော်ဒီR ဆိုတဲ့တစ်လုံးကိုကျွန်တော်ဒီမှာ word up အနေနဲ့လုပ်ပြမယ်ဆိုရင်ကျွန်တော်ဒီပုံစံလေးပေါ့ဒီချွေအောင်လေးကိုသုံးကြည့်မယ်သူ R ဆိုတဲ့ပုံစံလေးပြောင်းသွားတလုံးနဲ့ပေါ့နော်အဲ့လိုမျိုးအဲ့လိုမှမဟုတ်ဘူးဒီတစ်ကြောင်းလုံးကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်လည်းဒီတစ်ကြောင်းလုံးပေါ့ဗျာနော်အဲ့ဒါကို selection လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ word art ထဲကဒီလိုပုံစံလေးပြောင်းမယ်ပေါ့အဲ့ဒါဆိုရင်လည်းဒီလိုပုံစံလေးပြောင်းသွားတယ်ပေါ့နော်အဲ့လိုပုံစံလေးပြောင်းလို့ရပါတယ်အဲ့ဒါ word art တောင်းတာပေါ့နော်အဲ့ဒါစာကြောင်းတစ်ကြောင်းဖြစ်ဖြစ်စာလုံးတစ်လုံးဖြစ်ဖြစ်စာပိုက်တစ်ပိုက်ဖြစ်ဖြစ်ပေါ့နော်အဲ့လိုအလားဆင်လို့ရတယ်ပေါ့နော် okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာ drop cap ပေါ့နော် drop cap ဆိုတဲ့အခါကျရင်တချို့မြင်ဘူးကြလားမသိဘူးကြာကျွန်တော်တို့ဒီစာပိုက်တစ်ပိုက်ထဲမှာဖြစ်ဖြစ်အဲ့လိုပေါ့နော်ဟိုအရှိဆုံးကစာလုံးအဲ့လိုအကြီးထားပြီးအဲ့လိုသုံးတဲ့ဟာပေါ့နော်အဲ့လိုမျိုးအဲ့လိုလေးသုံးတဲ့ဟာကိုပြောတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီမှာနေပြီးတော့ဒီ theme ဆိုတဲ့ဟာလေးကိုကျွန်တော် selection ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ drop cap ဆိုတဲ့ဟာလေးရွေးလိုက်မယ်เนาะဒီမှာကတော့ none ဘာမှမရှိဘူးเนาะဒီကောင်လေးကိုဒီမှာပုံစံလေးလည်းပြထားပါတယ်ဗျာเนาะဒီမှာသူ preview လေးလည်းပေါ်တယ်เนาะဒီကောင်လေးကိုနှိပ်လိုက်ဟုတ်တယ်เนาะ theme ဆိုတဲ့ဟာလေးကစာလုံးရှေ့မှာဘယ်ဖက်စာလုံးကနေပြီးအကြီးဖြစ်သွားတယ်เนาะဒီကောင်လေးဆိုလို့ရှိရင်ဒီလိုပုံစံပေါ့သူပုံစံလေးလည်းပြထားတယ်เนาะဒီမှာအဲ့လိုမှမဟုတ်ဘူးဒီမှာပေးထားတဲ့ပုံစံကိုလည်းမသုံးချင်ဘူးဆိုလို့ရှိရင်ဒီမှာ drop cap option ဆိုတဲ့ဟာလေးလည်းကျွန်တော်တို့ရှိတယ်ဗျာเนาะအဲ့ဒါဘယ်လိုပုံစံလေးသုံးချင်လဲပေါ့เนาะဒီမှာဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ့ဒါတွေကစာကြောင်းတွေကျွန်တော်တို့ဘယ်ဖက်မှာစာလုံးတစ်လုံးအကြီးเนาะဒီမှာကျတော့စာကြောင်းတွေကဒီမှာအညီဘယ်ဖက်မှာစာလုံးတစ်လုံးလေးကဒါအကြီးပေါ့เนาะအဲ့လိုပုံစံလေးလည်းကျွန်တော်တို့ယူသုံးလို့ရတယ်ပေါ့เนาะဒီထက်မှာနေပြီးတော့ကျွန်တော်တို့ကဒီမှာ line to draw ဥမာ၃ချောင်းထားမလားဒီမှာကျတော့ဥမာစာလုံးဘယ်ဖက်ကစာလုံးတစ်လုံးကတော့အကြီးပေါ့ဗျာအဲ့ဒီအောက်မှာနေပြီးတော့စာကြောင်းကို၃ချောင်းထားမလားဘယ်နှချောင်းထားမလဲအဲ့လိုလေးလည်းသတ်မှတ်လို့ရတယ်ပေါ့နော်โอเคဒါလေးကတော့သိအောင်ပြောပြတာပါโอเคအဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်တို့သုံးကြည့်မယ် drop cap ပေါ့နော်โอเคနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်ကြည့်နော်အဲ့ဒါဆိုဒီမှာတင်းဆိုတဲ့စာလုံးတစ်လုံးကနေပြီးတော့ကျွန်တော်တို့ဒီမှာအဲ့လိုပုံစံလေးပြောင်းသွားတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဟိုဒါမှမဟုတ်ဒီမှာ s တစ်လုံးလေးကိုကျွန်တော်ဒီမှာ selection ပေးလိုက်မယ်ပေးပြီးတော့မှdrop cap ကိုနှိပ်မယ်ဒီမှာနော်
ဒီလိုပုံစံလေးတွေတောင်းတာမြင်ခုကြမယ်ထင်တယ်နော်ကျွန်တော်တို့စာပိုက်တွေမှာရှေ့ဆုံးကစာလုံးအကြီးအဲ့လိုယူပြီးတောင်းတာလေတစ်လုံးနဲ့နော်အဲ့လိုမျိုးအဲ့လိုလေးတောင်းတာဖြစ်ပါတယ်ဗျာနော်โอเคနောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီမှာ take time ပေါ့နော် take time ဆိုတဲ့အခါကျတော့ဥပမာကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ဘယ်နေ့ရက်လဲအဲ့လိုပေါ့နော်အဲ့လိုဆိုတဲ့ဟာကိုကျွန်တော်တို့ဟိုကြည့်လို့လည်းရတယ်ဒီမှာနေပြီးတခါတည်းသတ်မှတ်လို့လည်းရတယ်ပေါ့ဗျာပြောချင်တာเนาะဒီမှာလွတ်တဲ့နေရာမှာကိုကြိုက်တဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာကာစာလေးချမယ်ချပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးဒီမှာ date and time ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်เนาะအဲ့ဒါဆိုရင်ဒီမှာပေါ်လာပြီသူရဲ့ format ကပေါ်လာပြီဒီလိုပုံစံလေးထားခြင်းလားဒီလိုပုံစံလေးထားခြင်းလားဘယ်လိုပုံစံထားခြင်းလဲဒီထဲမှာရှိတဲ့ဟာပေါ့နော်အဲ့လိုလေးရကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့တခုခုကိုလိုတဲ့ပုံစံပေါ့ဗျာဒါဥပမာဆိုလို့ချင်းဒါဒီဟာပေါ့ဒီပုံစံလေးကိုကျွန်တော်ယူသုံးမယ်ပေါ့နော်အဲ့ဒါဆိုဒီမှာ page ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာအမှန်ချစ်လေးတော့ချစ်ထားမယ်ဗျာနော်ဒီမှာ update automatically ဆိုတဲ့ဟာကိုအမှန်ချစ်လေးချစ်ထားရမယ်အဲ့ဒါမှပဲကျွန်တော်တို့လက်ရှိရှိနေတဲ့ date ကိုနေပြီးတော့သူကအမှန်ပြပေးမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် okay ပါဗျအဲ့ဒါဆိုရင်ဒီမှာမေ23 2025ပါဗျာနော်အဲ့ဒါဒီမှာပေါ်နေခြင်းဖြစ်ပါတယ်နော်ရမယ်ထင်တယ်ဗျာနော်ဒီကနေပြီးတော့ကျွန်တော်အခုရှင်းပြသွားတာ insert tab ထဲမှာရှိတယ်ကျွန်တော်တို့အသုံးများတဲ့ဟာလေးတွေကိုကျွန်တော်ပြပေးသွားတာဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်